ဒီတစ်ခါမှာတော့ဝင်မိုင်းတောင်ပြတန်းကြီးတွေနဲ့ရှမ်းပြည်နယ်ရဲ့တဘာဝအလှတရားကိုပြေးဝခန်းစားနိုင်မယ် Residential Land Project တစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်ဒီ project ဟာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းထင်ကရနေရာများရဲ့လေပေါ်ဟိုမှာရှိပြီးတောင်ကြီးကလောဟဲဟိုးလေးစိတ်အေးလေးကန်ပင်းတရားစတဲ့နေရာတွေကို project ကနေအလွယ်တကူတောင်းနိုင်မှာပဲဖြစ်ပါတယ်ဒါကတော့တရားခံတော့ပိုင်ဆိုင်မှုခိုင်ပါပြီ။ကြရဲ့အမိပေါက်ရမယ်။တောင်ကြီးရွှေညောင်မြို့ကလောကဒုက္ခဥယျာဉ်ဖြူပဲဖြစ်ပါတယ်။ project နီးနားမှာဆိုရင်လည်းအေးသာယာကောက်ဝင် Pro1 စင်တာအေးသာယာစေးရုံတက္ကသိုလ်ရဲ့အနည်းဆက်ဆုံးမှာရှိပြီးတောင်ကြီးမြို့မှာဈေးများသို့25မိနစ်ခန့်ကားမောင်းသွားရုံနဲ့ရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။ project အတွင်းမှာဆိုရင်လည်းကျေဝန်းနယ်လမ်းတွေတာမန်ချန်စီရမဟုတ်ပဲခိုင်မာတဲ့ RC ချန်စီကိုလမ်းမိတိုင်နဲ့အိမ်ရှိရောက်ရည်တရန်စနစ်24 hour လုံးကြုံရေးအနားယူပန်းဖြစ်စရာရေကန်နဲ့ရေတကွန်တို့ပါဝင်မှာပဲဖြစ်ပါတယ်။ဒါအပြင်လမ်းနမိတ်နဲ့လိုက်ဖက်တဲ့ပန်းပင်လေးတွေကိုလည်းစိုက်ပျိုးပေးထားပါတယ်။ဒီလောကဒုက္ခ project အတွင်းမှာဆိုရင်ပေ60ပတ်လဲ230ခရမ်းမြေပေါက်ရမယ်မြေကွက်တွေကိုစိတ်ကြရွေးချယ်နိုင်မှာဖြစ်ပြီး gated community ဖြစ်လို့နေထိုင်သူတွေအတွက်လည်းလုံခြုံစိတ်ချမှုပြေဝရရှိမဲ့အပြင်ကိုယ်တိုင်နေနိုင်ဖို့ပဲဖြစ်ဖြစ် second home နေနဲ့ပဲဖြစ်ဖြစ်ပိုင်ဆိုင်မှုခိုင်မာတဲ့မြေကွက်ရှာဖွေနေသူတွေအတွက်လည်းအထူးသင့်တော်တဲ့ project ထဲကမြေကွက်တွေပဲဖြစ်ပါတယ်ဒါအပြင်အကွက်တစ်ကွက်ချင်း developer နမိတ်နဲ့230ခရမ်းမြေပေါက်ထွက်ထားပြီးသားဖြစ်လို့ပိုင်ဆိုင်မှုနေနဲ့ဆိုရင်လည်းတရားခံတော့အာမခံချက်ရှိတဲ့ project တစ်ခုပဲဖြစ်ပါတယ်အခုညမလက်ထဲမှာရှိနေတာက developer အမည်ပေါက်နဲ့ထွက်ထားပြီးသား230ခရမ်းစာရွက်တွေပဲဖြစ်ပါတယ်ဒီ project ထဲမှာရှိတဲ့မြေခွက်အားလုံးအတွက်မြေခွက်တစ်ခွက်ချင်းစီရဲ့230ခရမ်းတစ်ခုချင်းစီထွက်ရှိပြီးသားဖြစ်ပါတယ်တောင်မြရန်ကြီးတွေကိုကြည့်ရှုခန်းစားနိုင်မယ်မောင်တိမ် view ချောင်းကန်းဆက်တစ်လျှောက်ချောင်းရည်စည်းတံတွေကြားနိုင်မယ် stream view ရေကန်နဲ့ရေတကွန်ကိုနှိမ့်စင်မြင်တွေ့နိုင်မယ် garden view တွေကိုလည်းစိတ်ကြရွေးချယ်နိုင်အောင်ပါပါဒီလောကဒုက္ခမှာရှိတဲ့ကြရံမြေခွက်တွေကိုဒီတစ်ပတ်ရောင်းပြပွဲမှာဝယ်ယူမယ်ဆိုရင်တော့ 1 square ပြီးအထူးစည်းနှုန်းတွေနဲ့ရောင်းချပေးသွားမယ်အပြင် 10% အထိ discount နဲ့ cashback promotion တွေပါပေးရသွားမှာဖြစ်ပါတယ်ဒီရောင်းပြပွဲကိုတော့ဒီတစ်ပတ်မေလ2ရက်3ရက်နေ့တွေမှာမနက်7:00နာရီကနေညနေ9:00နာရီထိ2ရက်တိုင်ကျင်းပပေးသွားတော့မှာပါရောင်းပြပွဲကျင်းပမယ့်နေရာကတော့အမှတ်85နဲ့ကုကျိုးမွေတော်လန်အောင်တပြေရက်ကွယ်ရွှေညောင်မြို့နယ်မှာပါကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ်စကန်ဟောင်းအတွက်ပဲဖြစ်ဖြစ်အထူးသင့်တော်တဲ့ project ဖြစ်တာကြောင့်ဒီအရောင်းဖွင့်ပွဲကိုဆက်ဆက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရနော်